နေ့တော့မြင်းမထီကူဘက်ကိုတွားရောက်ပြီးတော့လင်မှာဖြစ်တယ်မြင်းမထီကူထဲမှာရှေးအောင်ဖျားတွေပေါ့နော်အဲ့ဒီဟာကိုတော့ဒီဘက်ကိုကလောဘက်ကိုရောက်တဲ့အခါကျရင်တွားပြီးဖူးဖြစ်တတ်ပါဖြစ်ပါတယ်ဒါကတော့ဗျိုက်တောင်ပေါ့နော်အရန်လာရယ်နော်အခုတော့မြင်းမထီကူကိုရောက်ပါပြီရှင်ကဲအမေအတွက်ဒီဖြစ်တယ်ဝင်ပေါက်ထွက်ပေါက်ရှိရကူတော့အရှိ1228ပြီဘာပေါ့နော်အမွှေးနိုင်ဖျောင်းနိုင်နေမထုံးအောင်အေးစိန်ညာပဲတော့ဒါပေမဲ့ဝင်ပေါက်ဘက်ကမဝင်သေးဟိုဘက်ကဟိုဟာလေးငကယုံဖျားလေးကိုအရင်ဝင်ဖူးကြမယ်ရှင့်အခုတွင်းကငကယုံဖျားပါရှင့်ဖူးလို့ရပါရဲ့ရှင့်ဖူးကြပါရှင့်ဖျားလေးတွေစမ်းထားအဲ့နည်းနည်း6လနဲ့ခွင့်ပိတ်ချင်ရမင်းထားတော့ကဲလိုင်းရိုးရဲဥစားစင်ပါပြီဖျားလေးပူချမယ်နော်မာကြောက်ဆက်ပန်းဆွဲလေးကြောက်ဆက်ပန်းဆွဲလေးကိုကြီးကြောက်ဆက်ပန်းဆွဲလေးပါရှင်သူတို့တွေလိုက်ပို့ကြကြောက်ဆက်ပန်းဆွဲရပူချမယ်ရှင်လက်ကျိုးလေးလက်တမီကြောက်တာအဲ့ဒီလက်တမီကြောက်လက်တမီကြောက်ပြင်ရှင်လက်တမီကြောက်ပြင်ရှင်လက်တမီကြောက်ပြင်ဟုတ်မှာတင်နေရှိတယ်။အဲဒီတော့လည်းမစီတီ။ဘယ်တော့ကဟိုလေးရတယ်ဒါတဘာဝဖြစ်နေတာလို့ကြောက်ဆောင်။ဒါလေးကတဘာဝဖြစ်နေကြ။ဒါဒီမှာစီနေတာတဘာဝဖြစ်နေကြ။ကြောက်ဆက်လေးကြောက်ဆက်ပဲဆွဲလေးတေးဒါမျိုးတွေကလေဟိုကဖက်အန်ကလေစတဲ့ကုန်းမှာလည်းမြင်ရတယ်။မစတဲ့ကုန်းကြီးကတော့အရန်မြင့်တော့လေကြောက်ဆက်ပဲဆွဲတွေကလည်းအရန်ပိုကျတယ်။ဒါလိုက်ကုန်းတော့အတွင်းတက်ကိုရှိလို့ကိုယ့်ဘက်ကတော့အပေါက်ရှိတော့ဝင်ပေါက်ထွက်ပေါက်ရှိတယ်။ဒီမှာထားလေးထားတော့လေဒါလိုက်ကုန်းတော့ပြရလေးပါရှင်။ဒီဘက်ကရှေးဟောင်းသမိုင်းဝင်အုံနှလုံးမွေးရှင်တော်စီတီအုံနှလုံးမွေးရှင်တော်စီတီအပေါ်မှာဘယ်နော်အုံနှလုံးမွေးရှင်တော်စီတီပါစီတီတော်မြတ်ကြီးပါရှင်ဒီမှာလေအေးစိမ်ညာပဲဖျားဖူးတွေကလည်းရှင်းနေရသည်ဆိုတော့လေဒီချိန်လေးလာလဲလို့ဒီဘက်ကိုလေကလောလို့ဘာလို့လာလဲမယ်ဆိုအရင်ကောင်းတာပဲအေးချမ်းနေရမယ်အဲ့တဲ့ဒီနေတဲ့ချင်းစပါလေကဲစီနာဒါလက်ရည်လက်ရည်ကျတော့ဟိုရည်ချင်းတော့ပဲဟိုချင်းတော့ပဲဒီကနေကြောက်ဆက်ပန်းနေရကြရည်လက်ရည်စင်းတဲ့နေရာလေးပေးထားတယ်ဗျာ။အဲဒီချိန်ပြီးတော့ခိုင်းလိမ့်ကြရရှင်။ဒီနေ့ထွက်ပတ်ကိုရောက်လာပါပြီ။ဒီပေါက်ထွက်ပတ်ကိုရောက်ပါရှင်။ဒီနားလေးလေးလာတယ်။ခုလေးကနေနေဖဲစားတဲ့ကူကတော့အမြင့်ပဲ။အဲဒီကူလေးကနေနေလေးတော့ကန်းချက်ဆက်ပန်းဆွဲလေးလှလိုက်တာတဘာဝဖြစ်နေရတယ်တဘာဝလှိုင်ကူဆိုတဲ့အတိုင်းပဲတဘာဝဖြစ်နေတယ်ဘက်ကူတောင်းနေပါလေဒီမှာလေးဒီစိတ်ညာပဲကောင်းလိုက်တာဒီလေးလည်းပူပူလေးနေတော့ဒီလေးလည်းပူပူလေးနေဒီဘော်ဒီပဲနဲ့ဒီမှာစာဒဘာဝဖေးရှင်ဒါကြောက်စင်ပါရှင်ကြောက်စင်ရဲ့စင်ပုံစံမှာစင်နှမောင်းလေးတွေနဲ့ဒါတဘာဝဖြစ်နေရတော့ကြောက်စင်စင်မိသားစု
ဦးခေါင်းပုံစံလေးပေါ့နော်စေဦးခေါင်းပုံစံနဲ့နှမောင်းနေတယ်လို့စင်မိသားစုပုံစံမျိုးလေးပေါ့ဒီလိုချိန်လေးမိုးရင်းပတ်မှလာပြီးဖျားဖူးလာတော့အရင်အေးချမ်းလာပဲလေးနဲ့ရတဲ့ကလေးကြောက်ဖားပါရှင်မဖားရင်ဖားဒီဘက်ကပတ်ပြပေးမယ်ကြောက်ဖားကြောက်ဖားတွေ့ခဲ့ရတဲ့ကလေးဆိုတာဒီဘက်ကတော့ကြောက်ဆက်ပန်းဆိုအကြီးဒီဘက်ကနည်းနည်းလေးကြီးနေပုံမှားတယ်လို့ပဲနော်ဒီလုံးလေးကျော်နေတော့ဒါမှဒါမှရွှေဟင်းသာတဲ့ရွှေဟင်းသာတရားလားမသိတော့မဟင်းသာလည်းပုံစံမျိုးလေးဖြစ်နေတော့ဒါရွှေဟင်းသာတဲ့ဟင်းသာပုံစံမျိုးလေးဖြစ်နေလို့ရွှေဟင်းသာတဲ့ကြက်တင်လည်းဖြစ်နေရနော်ဒီလားလေးကြည့်ပါငုံပြီးတော့အောင်ပါဒီလားငုံပြီးတော့ကြည့်ကြမယ်ဒီမလေးကားလေးနဲ့စက်လေးကားလေးနဲ့ဖြစ်သွားပြီဒါကြောင့်လေးကားပေါ်နေဒါကရွှေစည်းခွက်တဲ့မရွှေစည်းခွက်တဲ့ကရွှေစည်းခွက်စူတောင်းကြရွှေတွေဝေရအောင်ထူးကြည့်မယ်အတန်ကြီးလားလို့တန်ဟွန်အဲ့လိုလွယ်မြင်တော့မြင်းချီတိုင်းနဲ့ဒါလေးကမြင်းချီတိုင်းချီတိုင်းချီတိုင်းခုလေးကလေးပူလေးတက်မဲ့အဲ့တော့အရက်ရှိတယ်လို့ဆိုတော့ခေါင်းကုန်သွားမှာတော်တော်နည်းနည်းအရက်ပူတဲ့လူတွေတော့ကြာတိတ်ကမငုံအောင်အရက်ရှိတဲ့လူတွေဆိုတော့မစင်ချီတိုင်းနဲ့ဒါစင်ချီတိုင်းဦးလေးအားရတော့1200 1020နဲ့ဘယ်လောက်ဆိုလဲမရှိဘူးခုနအပေါက်ကရေးထားတာလေအရှိဦးနဲ့ဒါလေးကခယူတဲ့နဲ့ဒီနားလေးကျတော့ဗာနာမည်ပြီးမှဒါလေးစင်နေနဲ့တူရနော်စင်နမောင်းလေးနဲ့တော့ဒီမှာတော့နာမည်တော့မရှိဘူးဒါလေးဝင်လေးထွက်ရှိသည်ရှိမှခုထွက်ပေါက်ရှိသည်ရဲ့ဒါခုထွက်ပေါက်တော့ရောက်လာပါပြီရှင်ကလေးဒီနားမှာဒါကတော့ဖက်နဲ့မစီရအောင်เนาะတချို့တော့ဖက်နဲ့စီဝင်လာတာမသိဘူးတော့ဖက်နဲ့မစီဒါဒီဘက်ကထွက်လဲရတယ်ဒီဘက်ကထွက်လဲရတော့ဒီဘက်ကပဲထွက်လိုက်မယ်เนาะဒါကူထွက်ပတ်ဖက်ပါထွက်ပတ်ခုနကဟိုနာဘက်ကနေဝင်လာလေဟိုမှာဟောထွက်ပေါက်ဆိုအပေါ်တက်ရအောင်ပါရှင်ဒီထဲမှာတော့ဖျားရည်အများကြီးပဲဖျားရည်အများကြီးပဲစီစီတော့လည်းရှိပါရဲ့တောက်ကြကျူစီတို့လည်းရှိပါရဲ့ဒါကူထွက်ပေါက်တူတဲ့ချီဟောင်းတမိုင်းဝင်တဲ့ရှိစုဖြုတ်ပွားတော့များတဲ့ငါဒီဘက်မှာတင်တယ်ဒါခုနရိုက်ထားတဲ့အောက်ကဖျားရည်နဲ့ကဲဒီမှာစီးတော့ဘေးဖျားစီးတော့ဘေးဖျားပါဖျားရှင်ကိုရောမြတ်ကြီးရဲ့လက်ကစီးတော့လေးယူပါတယ်ပါတယ်ပင်ကိုခေါင်းကနေစားပြီးဟိုးချစ်တဲ့လုံးထိပေါ့နော်ချစ်ပချာပြီးဆူတောင်းပါရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ယောဂတွေမသမျှအားလုံးပိတ်ကြရွတ်ပေါ်ရင်မတင်ခဲ့သို့အမြဲဆုံးကင်းဝေးပါစေခုနှစ်သားသမီးတွေလည်းဖူးရတဲ့အတွက်ကြံ့မာကြပါစေစုထုပန်ပေးရပါစုထုပန်ပေးရဖူးပြီးရောစုတော်ကြီးတန်းကြပါအောင်စုထုပန်ပေးရပါရှင်စုတော်ကြီးတန်းကြပါဒီကနေထွက်လို့ရှိရင်ထွက်ပေါက်ကိုရောက်ပါပြီရှင်ဒီထွက်ပေါက်ကြကိုပေါက်ဒီကရက်လည်းအမြင်ကြီးမဲ့တော့အမိုးလေးတွေလည်းလောက်ထားတယ်ဒီဘက်ကတော့ထွက်ပေါက်ပေါ့ရှင်ထွက်ပေါက်ကိုရောက်ပါပြီရှင်အစားဆုံးလိုက်ပြီးတော့ဖျားဖူးလိုက်ကြည့်ပေးရဲ့ခုနှစ်သားသမီးအားလုံးလည်းစိတ်ချမ်းသာကိုယ်ကျန်းမာလွင်ဆန္ဒတစ်လုံးတော်ရည်ပြကြပါစေအောင်စုတွေလည်းရရှိကြပါစေမိသားစုစုံညီနဲ့တာယာဝပြောတဲ့ဘဝတွေကိုလည်းပိုင်ဆိုင်ကြပါစေအေးချမ်းကြပါစေ